KIA သတင်းနဲ့ပညာရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်တို့ထဲမှာပြတ်ချသွားတဲ့ရေရင်တွေကိုကျွန်တော်တို့ရှင်းလင်းရသွားလို့ကြကျွန်တော်တို့ KIA နဲ့ပူးပေါင်းတပ်ဖွဲ့တွေအဲ့ဒီချိန်မှာနီးလောင်ပြီးမှပြတ်ချသွားတဲ့အယူပုံတွေပါတွေကိုဒီကြည့်လိုက်လို့ရှင်တော့18လောင်းပေါ့18လောင်းတွေ့တယ်တဲ့အဲ့လိုသတင်းပေးလာတော့ရှိပါတယ်လဲနေဒီလဲသူတို့ပိုင်ဆောင်နေတဲ့လဲနေဒီလဲငယ်တွေပေါ့ကွာအဲ့ဒါလဲလောင်သွားပြီလဲနေနေပဲတန်ကြောင်းတော့ပဲကြာနေသေးတယ်ဘယ်လောက်လာတော့မသိဘူးတစ်ဖေကျော်20ဝန်းကျင်လောက်တော့ရှိတော့ပြီထင်တယ်အဲ့မှာလဲအမအကုန်လုံးပြည့်စည်သွားပြီဒီကိုပဲမှာကတော့အမ96တိုက်ရင်းရဲ့သူတို့ရဲ့ဘလုံးကွေးပေါ့နော်သူတို့တက်တဲ့နည်းနည်းအပြည့်ပဲမှာတော့ကြတယ်အဲ့ဒီလေရင်ကွေးမှာစင်းကနားနေတယ်အဲ့ဒီကိုမနေ့ညနေပိုင်းKIA နဲ့ပူးပေါင်းတပ်ဖွဲ့တွေကျန်တော့drone နဲ့လည်းချင်းနဲ့ပြန်ပစ်တာရှိပါတယ်ဒီမနေ့ပိုင်းကတော့ဒီနေ့ကိုတော့မသိရသေးဘူးမနေ့ညနေပိုင်းကတော့လည်းချင်းနဲ့လိုက်ပစ်တာတော့ရှိတယ်ကိုလန်ကိုတော့အခက်အခဲတွေကြုံနေရတဲ့စစ်ကောင်စီတပ်ဟာလက်ရှိမှာရဟင်တွေကိုအဓိကသုံးပြီးတော့စစ်ကူရင်အဖြစ်တာထောက်ပို့နဲ့ရိတ်ခါပြပို့တာတွေကိုပြုလုပ်နေတာဖြစ်တယ်လို့မြေပြင်အခြေအနေတွေကိုသိရှိတဲ့သူတွေကဆိုပါတယ် MI17 ဥဆောင်ရေးဟိုင်တွေကို